ကျွန်တော်ဒီ angle နာမည်နဲ့မိတ်ဆက်ပေးပါခင်ဗျာ မင်္ဂလာပါသား angle နာမည်ကကျော်စောလို့ခေါ်ပါတယ်တာ ဟုတ်ကဲ့ပါဟုတ်ကျွန်တော်တို့အခု YUS ရဲ့ဒီ parent center ကို session လေးမှာလာရောက် join ရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ angle လည်းဖြည့်ဆို့ခွင့်ရတဲ့အတွက်ကျေးဇူးတင်ပါတယ် angle မှာတားလျောက်ရှိပါတယ် ဟုတ်ကဲ့ တားကြီးနာမည်ကစီတူကျော်စောပါတားငယ်နာမည်ကထက်အခါကျော်စောပါဆိုတော့တားကြီးစီတူကျော်စောကတားတို့ YUS မှာပဲ2015-2016 intake ဒုတိယအောင်မြင်သွားတယ်အခုတော့သူ Australia နိုင်ငံစစ်နီမြို့မှာလုပ်ငန်းလုပ်နေပါတယ်ပွဲရပြီဆိုတော့တားငယ်ထက်အခါကျော်စောကတော့အခု very recently ပြောရမယ်2020မှာသူအဲ့ intake မှာပြီးသွားပြီတဲ့28နေ့စနေနေ့ရတယ်ပြီးခဲ့တဲ့28နေ့မှာပြန်ပြန်28ဒီမှာ doctor မှာသူ graduation ceremony လုပ်ပါတယ် ဒီရေကိုဆိုတော့ IGCSE ကိုလည်းတော့အောင်ပြီးရအောင်ပါပညာရေးခရီးလမ်းပါလို့ဆိုတော့တစ်ချက်ချိုးပေါ့ turning point တခုရောက်သွားနေရမှာသူတို့ဆက်ပြီးတော့ဟိုနိုင်ငံခြားမှာရှိတဲ့တက္ကသိုလ်မှာတက်ခင်မှာသူတို့ ဒီ University Foundation Program ကတက်လို့တက်ရတယ်ဒီမှာပြည်တွင်းမှာတက်မယ်ဖြစ်ပြည်ပမှာတက်မယ်ဖြစ်ဆိုတော့ဒီနေရာလေးကနည်းနည်းအရေးကြီးတယ်ဆိုဒီပြည်ပနိုင်ငံခြားကဒီတက္ကသိုလ်တွေဆက်တက်ဖို့အတွက်ဒါပေါင်းပြီးတဲ့သဘောပေါ့လေဟုတ်ပါဆိုတော့အဲ့လိုမျိုးပေါင်းပြီးတဲ့နေရာမှာအငယ်တို့လည်းဟိုကျောင်းတွေကိုနည်းလိုက်ပြီးတော့စုံစမ်းတာပေါ့အငယ်တို့မိဘနှစ်ပါးစုံစမ်းရင်းနဲ့အသိမိတ်ဆွေတယောက်ခါပေါ့လမ်းညွှန်နေတဲ့ဒီကိုရောက်လာတယ်ရောက်လာတဲ့အခါကျတော့တို့ကဒီမှာဟိုဘာမှမတက်ခင်မှာ pre consultation လုပ်တယ်အဲ့ဒါလေးနားထောင်အောင်ပြောဟိုဒီမှာတက်ပြီးတော့တဲ့ရတဲ့ကာလကလည်းသိကြဘူးရှစ်လလောက်တွင်းနဲ့ဒီ foundation program ကပြီးမယ်ဆိုတဲ့အခါကျတော့အချိန်ကာလအဖြစ်တော့လည်းကောင်းနောက်ပြီးတော့ငွေကြေးကုန်ကျအဖြစ်တော့လည်းကောင်းဒါကအကုန်လုံးကဘယ်လိုပုံလဲဖဲဖြစ်တယ်ပေါ့ဟုတ်ကဲ့အဲ့ဟာကြောင့်ဒီမှာစပြီးရွေးချယ်ပြီးတော့ဒါကြီးကိုဒီမှာစပြီးတော့တက်စီရပါဟုတ်ကဲ့ဒုတိယ question မှာပဲဖြေခဲ့ဘူးသူကဒီသူတို့ဒီ IGCSE ကိုလည်းအောင်ပြီးရဲ့နောက်မှာဒီနိုင်ငံခြားမှာရှိတဲ့တက္ကသိုလ်တွေတော့တက်တဲ့ခါမှာသူတက်ခွင့်မရှိဘူးဟုတ်ကဲ့နိုင်ငံရေးလေ့လာတော့ဆိုတော့ဒီ University Foundation Program ကိုတက်ရတယ်ဒီလိုမှဖြစ်ပါဟုတ်ကဲ့ဆိုတော့ဒီဥစ္စာတက်ပြီးလို့ရှိရင်ဒီနိုင်ငံခြားမှာရှိတဲ့တက္ကသိုလ်ပထမနှစ်ကိုတက်ခွင့်ရှိတယ်ဒါကြောင့်ဒီပေါင်းကူးပေးတဲ့ဒီ University Foundation ကိုဆိုအရင်ကမှ effective ဖြစ်ပါလိမ့်ဟုတ်ကဲ့ဆိုတော့သူတို့လည်းပို့ပြီးတော့လမ်းကြောင်းတွေပွင့်သွားတယ်။ Okay. Business ကိုသူပြုပြီးတော့တက်ခဲ့တာ။ Okay. မိမိရဲ့တာဝန်ရပါပေါ့။ America ကတော့လည်း GED ပေါ့။ IGCSE ပေါ့။ O level စရှိတဲ့ဖြစ်နောက်ပြီးတော့တက်ကတူဝင်အောင်တဲ့အခါမှာဒါပညာရေးတစ်စစ်ချူရောက်သွားတယ်။ turning point တစ်ခုရောက်သွားတဲ့အခါသူဆက်ပြီးတော့သူ့ရဲ့ဟိုပေါ့ပညာရေးခရီးလမ်းဖြောင့်ဖြူဖို့အတွက်ဟိုမှန်ကန်တဲ့လမ်းကြောင်းနဲ့မှန်ကန်တဲ့အကြောင်းကိုရွေးချယ်ဖို့အရေးကြီးပါတယ်။နော်အငယ်ကမိဘတယောက်အနေနဲ့ဟုတ်လားဟိုကားတို့ဒီအကြောင်းအောင်ဒီပညာရေးမှာဟိုတက်ချွမ်းတဲ့လူတွေကလာရမတက်ခင်မှာအကြံဉာဏ်ပေးလာနားထောင်ကြည့်ပါ။လာနားထောင်ကြည့်လို့မိမိတာသမီးကလည်းဒီအကြောင်းအချိန်နဲ့တက်မိမိရောလည်းချက်နေတက်တယ်ဆိုလာပြီးတော့တက်ကြပါ။တို့လည်းလမ်းကြောင်းမှန်ပါမယ်။ဘာဖြစ်လို့ဒီစကားကိုအငယ်ကပြောရလဲဆိုရင်အဲ့ဒီတာချီဟောလည်း2015-2016 intake ကနေဒီလမ်းကြောင်းတိုင်းပဲသွားခဲ့တယ်။သွားခဲ့တဲ့အခါကျတော့သူအောင်မြင်တယ်။အောင်မြင်ရေးလမ်းစာပေါ်ရောက်တယ်။သူပွဲရတယ်အလုပ်ကိုင်ဖြစ်တယ်အလုပ်ကိုင်ရတယ်။ဆိုတော့သူ့ရဲ့အောင်မြင်ရေးလမ်းကြောင်းပေါ်လေးကိုရောက်သွားတယ်။အဲ့တော့သူ့ရဲ့နောက်ဟိုစားညီငယ်ကြတော့လေသူဒီဥစ္စာကိုအောင်မြင်သွားတဲ့အခါဒီမှာထပ်ပြီးတော့သူ့ကိုထပ်ပြီးဒီကိုပို့ပြီးတယ်။သူလည်းပဲဒီလမ်းကြောင်းတိုင်းသွားပါ။ဒီတက္ကသိုလ်ပေါင်း100ကျော်နဲ့ချိတ်ဆက်ထားတာဖြစ်တဲ့အတွက်ဘာပဲဖြစ်ဖြစ်အခုဒါတို့ကြောင့် establish ဖြစ်တာဆိုလို့ရှိရင်7မိနစ်ထဲရောက်ပါစတားလေးဟာဟိုပေါ့အကောင်းဆုံးသက်သေတွေပါပဲเนาะအဲ့ဒါကြောင့်လည်းဒီကြောင့်လည်းရွေးချယ်ပါဒီကြောင့်လာပြီးတော့ကြောက်ကြဖို့ဖိတ်ပါဒါတို့ကဖိတ်မှန်ကဖြစ်ပါတယ်